လေ့လာခြင်းအစီအစဉ်ကိုစတင်ဖို့ရှင်ယောခရစ်ဝင်ခန်းကြီး73အငယ်1တစ်ပိုက်ကိုနှလုံးသွင်းခံကြပါစို့ပတ္တကပွဲခံခြင်း၌ယေရှုသည်ဤလောကမှခမည်းတော်ထံသို့ပြောင်းရသောအချိန်ရောက်သည်ကိုတည်တော်မူသည်ဖြစ်၍ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်မြတ်စွာသောဘုရားခင်ကိုရှင်မြတ်တာသည်အနန္တကာလဖြစ်ပါလေကျွန်တော်ကိုယ်အဆုံးတိုင်အောင်ကိုယ်ချစ်တော်ကြောင့်ကိုယ်ကိုကျေးဇူးတင်ပါတယ်ဒီနေ့ဤနှုတ်ကပတ်တော်ကိုစဉ်းစားဆင်ခြင်တဲ့အခါမှာဝိညာဉ်တော်သည်ကျွန်တော်ကတုံ့တင်လမ်းပြပါမည်အကြောင်းကဲတင်ပါရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယောဒီစွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလဲဆုတောင်းစကားအနန္တကြပါလေပါဗျာအာမင်ဒီနေ့ကျွန်တော်သခင်ယေရှုရဲ့မြတ်တာတော်ကိုစဉ်းစားတဲ့အခါမှာအော်စရာကောင်းတယ်မြတ်တာတော်ကကြီးမားသောကြောင့်တချို့ကိုယုံလို့မယုံနိုင်တဲ့အောင်ဖြစ်ရတယ်ဒါဒီနေ့မြတ်တာတော်ကကျွန်တော်ကိုစပြီးချစ်တဲ့ဘုရားဒီအဆုံးတိုင်အောင်ချစ်တဲ့ဘုရားဖြစ်တယ်အဲ့ဒီလိုသူ့ကိုချစ်တဲ့လူတွေကသူ့ကိုလည်းကိုးစားစေချင်တယ်သူကျွန်တော်ချစ်လို့သူ့ပြန်ချစ်စေချင်တယ်ဒါတခင်ရှိပါပြောလေသင်ဖျားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အတော့စံတတိရှိမြာဉာဏ်ရှိတဲ့နဲ့ချစ်ပါဒါကအကြီးမြတ်ဆုံးသောပညာလို့လည်းပြောတယ်သူနဲ့ထပ်တူထမြဒုတိယပညာကလည်းအရေးကြီးတယ်တဲ့ကိုနှစ်ဆက်ဆိုင်သောသူကိုနေမြချစ်ပါတော့ဘုရားကိုကျွန်တော်ချစ်တယ်ဆိုရင်ဘုရားသခင်ကိုကျွန်တော်တို့အကျွမ်းမဲ့ယုံမဲ့ဘုရားသခင်စကားကိုအကျွမ်းမဲ့နားထောင်မဲ့အဲ့ဒီလိုဆိုမင်္ဂလာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကိုမချစ်ဘူးဆိုရင်တော့ဘုရားစကားကိုနားထောင်မှာမဟုတ်ဘူးဘုရားကိုလည်းအားကိုးမှာမဟုတ်ဘူးဒါရဲ့လူတွေဒီကနေ့ဘာကြောင့်ဒုက္ခတွေတွေ့နေရတယ်လဲလို့မေးရင်လူတွေကဘုရားကအကုန်ဖန်ဆင်းပြီးတော့ဘာကြောင့်ဒီလူတွေကိုဒုက္ခတွေ့စေကြလဲတမန်ကျမ်းမှာအဖြစ်ရှိပါတယ်ဘုရားသခင်ကဒုက္ခမတွေ့စေချင်ပါဘူးဘုရားသခင်ကသူ့ကိုအားကိုးတဲ့လူကိုမင်္ဂလာပေးတယ်အားမကိုးရင်တော့ဘုရားသခင်ဘာမှလုပ်ပေးလို့မရတာဆုတောင်းတဲ့လူရှိများကိုဘုရားသခင်အဖြစ်ပေးမယ်လို့ပြောတယ်နောက်ဆုံးဘယ်လောက်တောင်ပြောလဲထာဝရဘုရားကိုပတ္ထနာပြုတော်သူရှိသမျှတို့ကိုကယ်တင်မယ်တဲ့ခရစ်တော်ကိုမယုံသေးဘူးစမ်းကြည့်တယ်ဒါကြောင့်ဘုရားသခင်ကောက်မြတ်တဲ့အကြောင်းကိုမြည်စမ်းပြီးတိမှတ်ပါလို့ဆန္ဒဆရာပြောနေတာမကျွန်တော်တို့ကဒီဆိုင်ကိုကောင်းမှမကောင်းမှမယုံသေးဘူးဆိုတစားကြည့်လိုက်စားကြည့်တဲ့အခါမှာအိုးကောင်းတယ်ဆိုတော့သိမယ်ဘုရားသခင်အဲ့ဒီလိုသူကောင်းတဲ့အကြောင်းကိုလည်းမယုံကြည်သူရှိရင်အရင်မြည်စမ်းပြီးသိလိုက်ပါအဲ့ဒီခါမှာသူ့ကိုကောင်းမှသိပြီးယုံကြည်မှုဖြစ်လာမယ်ဆွတောင်းကြည့်ပါဘုရားသခင်ကသူ့ပထနာပြုတဲ့လူအားလုံးကိုကယ်မယ်ဒုက္ခအဝကကယ်မယ်ယခုဘဝနောက်ဘဝအတွက်လည်းကယ်မယ်အဲ့ဒါကိုယုံကြည်ခြင်းနဲ့ဆွတောင်းကြည့်ရင်ဘုရားကောင်းမြတ်ခြင်းကိုလူတွေအများကြီးမြည်စမ်းပြီးတော့ဘုရားခင်ကိုယုံကြည်လာကြတယ်ဒါကြောင့်ဘာဖြစ်လို့လူတွေက
ဒါကိုမရတယ်လေဆိုရင်အငယ်နှစ်လေးကကိုတော်ကိုအနန္တအကြောင်းမာနတိရှိမွန်ဤသားယူဒရှကာယောဤစိတ်နှလုံး၌အကြံပေးသွင်းနှစ်တည်းလူကြီးရဲ့ဖျားကိုမယုံကြည်မှုကနှလုံးသားထဲကစားတယ်စာလံကနှလုံးသားထဲမှာနော်ကိုတော်ကိုအနံဖို့ကိုတော်ကိုလက်မခံဖို့အဲ့ဒီလိုကိုတော်ကိုနာမကိုပြည့်အောင်ဒါနာမည်ကိုဖြစ်တယ်ဆိုတာအင်္ဂလိပ်မှာတော့ဒီကျွန်တော်မြန်မာလိုအတရီဖြစ်မှုလို့ခေါ်တယ်အင်္ဂလိပ်ကျတော့ character assassination ခေါ်တယ်ဟိုစားလုတ်ကြတယ် character ကိုလုတ်ကြလိုက်တာနော်လူတယောက်ကိုတတ်လိုက်တာလူတယောက်ရဲ့ဥစားတိခအကျင့်တိလာတိခကိုတတ်ပြလိုက်တာပဲဒါဒီကနေ့ယူဒရှကာယုစိတ်တွေကိုစာလံကတွန်းလိုက်တယ်ဒါကြောင့်လူကမြင်လို့ရှိရင်တော့ကျင့်ရမယ်လက်ခံမယ်လက်မခံရှိမယ်စိတ်နှလုံးထဲဝင်လာတယ်နော်အာရဏိဧဝကြည့်လိုက်တယ်အတိအစားပဲကောင်းတယ်စိတ်ထဲမှာဟာပညာလဲတူးပွားမယ်ဆိုစာလံထည့်လိုက်တယ်စားမိလိုက်တယ်ဒီနေ့ခရိယာတက်တာမှာစာတန်ရဲ့အဲ့လိုလှည့်စားမှုရှိတယ်အာဗြဟံကိုလည်းအလားတူပဲဘုရားသခင်တားပေးမယ်ဂရိဌာနပေးပြီးမစောင့်နိုင်ဘူးအဲ့မှာဆာရာလည်းခရီးသိပ်လို့ချင်တော့ဘာလို့ဂျူးလူမျိုးတွေမှာအစ္စရေးလူမျိုးမှာတားမဖွာရင်ဘုရားသခင်အကျင့်ခါတယ်လူတွေရှိမှမျက်နှာမရဘူးကျုံမရှိဝင်ခလေးရမယ်ဆိုတဲ့အခါမှာဘုရားသခင်ရဲ့အတန်ကိုကြားတော့စာလံတွင်းတဲ့အခါဝင်လိုက်တဲ့ဒီကနေ့ကဘာမှာအဲ့ဒီအကျိုးဆက်ကြီးကိုကျွန်တော်တို့အလဲပိုင်းဒေသမှာခံစားနေရတယ်ဒါကြောင့်ဘာကြောင့်ဒီလိုဖြစ်တယ်လဲလို့မေးရင်ကျမ်းစာမှာအဖြစ်ရှိပါတယ်ယေမိအနာဂတိကျမ်းအခန်းကြီး19မှာဒီအဖြစ်ကိုကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်အငယ်9ကနေ9အထိပထမကတော့ဖျားကိုမကူစားဘူးဖျားကိုအမိမပြုတ်ဘူးခရဖျားကိုမချစ်တဲ့အခါမှာဖျားစကားကိုသိအလေးမထားတဲ့လူတွေဘယ်လိုဖြစ်မလဲဆိုတော့ဖော်ပြထားပါတယ်ထာဝရဘုရားမိန့်တော်မူဒီကဘုရားရဲ့အမိန့်ဘုရားရဲ့စကားတော်နော်လူကိုကိုးစား၍လူတော်ကိုအမိပြုသဖြင့်စိတ်နှလုံးထဲ၌ထာဝရဘုရားထံမှထွက်သွားသောသူသည်ကျင့်အပ်တော်သူဖြစ်တယ်စိတ်ထဲကိုစားထည့်လာပြီဘုရားလည်းကွာမင်းရစိတ်တောင်းတာရပါမလားမင်းစိတ်တောင်းနေတာကြာပြီပဲမဆောင်နိုင်တော့ဘူးမင်းဘုရားမင်းမြင်လည်းမမြင်ရဘူးဘာလို့စိတ်တောင်းမလဲစသဖြင့်လူတွေရဲ့အမျိုးမျိုးကျွန်တော်ကိုစိတ်နှလုံးထဲမှာဒါတွေဝင်အောင်တွေးဆောင်တယ်ဒါကြောင့်ဘုရားသခင်ဘယ်လိုမိန့်လဲဆိုတော့လူတော်ရဲ့အမိကိုပါမင်းရဲ့တကယ်ချင်းနေရှိမယ်မင်းရဲ့ဆွေမျိုးတွေရှိမယ်သူတို့ကအာကုကွာဘုရားဆိုတော့အာကုစရာမလိုသေးပါဘူးနော်မင်းတို့ရဲ့အကူအညီရနိုင်ပါလေတွားရင်းနဲ့မရတဲ့အခါမှာစိတ်တွေဆိုမောင်တို့ကရံဖြစ်ကြလို့ဖြစ်ကိုရအောင်နော်ဆိုတော့လူတော်ကိုအမိပြုပြီးတော့စိတ်နှလုံးထဲကနေဘုရားဝေသွားလဲထာဝရဘုရားထံမှာထွက်သွားတော်သူကြီးကျင့်အပ်တော်သူအာမင်လားစဖြစ်ပြီဒါဝိဘုရင်ကသူဘုရင်ကြီးဖြစ်ပေမဲ့နော်ရှင်ဘုရင်လည်းအမိမပြုနဲ့တဲ့လူလည်းအမိမပြုနဲ့ဘုရားသခင်ပဲအမိပြုပါတဲ့ရှင်ဘုရင်ကလူကိုအားကိုဘုရားကိုရှင်ဘုရင်ကိုအားကိုရတဲ့ဘုရားသခင်အားကိုရဖို့ကောင်းတယ်ဒါဝိကကောင်းကောင်းသိတဲ့အခါမှာသူစိတ်နှလုံးနဲ့စားတာဝင်လို့မရတော့ဒါစိတ်နှလုံးထဲမှာတခါကြံစီလိုက်တယ်တွေးလိုက်တယ်စိတ်ထဲမှာဒီလုံမေလို့ကြံစီလိုက်အဲ့ဒါနောက်ဖြစ်သွားတာပဲတွေးလိုက်ပြီးဆိုအဲ့ဒါ ignore လုပ်လိုက်နော်ဒါကြောင့်စိတ်နှလုံးထဲမှာအဲ့လိုထည့်လိုက်တယ်ကျင့်အပ်တော်သူဖြစ်တယ်တဲ့အဲ့လိုကျင့်အပ်တဲ့အခါဘာလို့ဖြစ်မလဲထိုသူသည်လွင်ပြင်၌တစ်ပင်6ကဲ့သို့ဖြစ်၍လွင်ပြင်ထဲမှာတစ်ပင်ကြီး6ဆိုဘာမှအရွယ်လည်းမရှိအသေးလည်းမရှိခရိယတတ္တာမှာအရွယ်ရှိနေတော်သေးတယ်စိတ်လန်းဆိုပြည့်သေးတယ်အသေးတွေကချစ်ချင်းနဲ့ဝမ်းမြောက်ခြင်းနဲ့စိတ်ရှိခြင်းနဲ့ကျေးဇူးပြုခြင်းနဲ့ကောင်းမြတ်ခြင်းနဲ့တိစ္ဆာဆောင်ခြင်းနဲ့စသဖြင့်ကာမဂုဏ်ချုပ်ကြီးအသေးတွေတွေးလိုက်မယ်နော်အဲ့ဒါတွေမရှိဘဲနဲ့6တွေးနေမယ်ဘာလို့ရှိမလဲဇာတိသဘောရံဖြစ်မယ်မတရားလုပ်မယ်နော်အချင်းချင်းကွဲပြားမယ်သူများမိမောပြမှားမယ်စသဖြင့်ဒီဇာတိသဘောတွေပဲပေါ်လာလိမ့်မှာပဲဒါပေမဲ့ဘုရားခင်၌အာမကိုရင်တော့ကျွန်တော်အသက်တာဒီ6ပြီးဒီပင်6ရဲ့ဖြစ်ပြီးကောင်းကျိုးရောက်ကြောင်းတော့မသိဘူးဘုရားမြင်ပေးတဲ့ကောင်းကျိုးရောက်ချင်လည်းမသိပဲနဲ့အငါကြိုးစားလို့
ငါတကယ်ချင်းလည်းကောင်းလို့ဟိုအာနာဘယ်ငါ့ကိုခွင့်ပြုလိုက်လို့အဲ့ဒီပုံမှာကျွန်တော်သွားနေမယ်နော်ကောင်းကျိုးကဘုရားခင်ပေးတယ်ဆိုမသိပဲနဲ့ငါဆိုတာဝင်လာလိမ့်မယ်အဘယ်သူမှမနေတော့သာစမ်းပြီးတွေးချောက်တော့လင်းပြီးဖြစ်ပဲသူတို့ဘယ်သူမှပေါင်းတော့မှတဖြည်းဖြည်းနဲ့ပေါင်းတဲ့လူလည်းမရှိတော့ဘူးဘာလို့သူတွေးချောက်သွားပြီလေသူတယောက်တည်းဘုရားအာမကိုပဲနဲ့တိတ်ချတိုင်းငါဆိုတော့လူတွေမဆက်ဆံတော့ဘူးအပေါ်စီးကနေကိုယ့်ရဲ့အလုပ်သမားတွေလို့ဆက်ဆံသူတဖြည်းဖြည်းနဲ့လူတွေကျင်လာလိမ့်မယ်တွေးချောက်သွားလိမ့်မယ်ဒါကြောင့်ဘုရားခင်ကိုအာမကိုဘူးဘုရားခင်ကိုမကိုးစားဘူးလူတရိုင်းပုံပဲအမိပြုတယ်ကိုပဲအမိပြုရင်စိတ်ချစိတ်နှထဲမှာစာလံကတာတွင်းပြီးတော့ဘုရားနဲ့ဝေးကွာသွားရင်တော့ခရစ်တော်ကပြောပါလေငါနဲ့ကွာရင်ဘယ်အမှုမှမတတ်နိုင်ဘူးစပိခက်ဒီစပိပေမှာမတည်ဘူးဆိုလို့ရှိရင်မတည်နိုင်တော့ဘူးဒါကြောင့်ခရိယန်တက်တာမှာဆိုရင်ခရစ်တော်နဲ့တည်ပြီးတော့ခရစ်တော်ပြောတဲ့တရားတော်နဲ့အသက်ရှင်ဖို့အင်မတန်အရေးကြီးပါတယ်ဒါကြောင့်စိတ်နှလုံးထဲမှာစာတန်ရဲ့လှည့်စားခြင်းဖြစ်တဲ့ကိုအားကိုးခြင်းလူကိုအားကိုးခြင်းလူတော်ကိုအမိပြုခြင်းဘုရားသခင်ဝေးကွာသွားရင်စိတ်ချ၆တွေ့တဲ့အပင်ဖြစ်သွားလိမ့်မယ်ကောင်းပြီဘုရားကိုအားကိုးရင်ဘာတွေဖြစ်မလဲဘုရားသခင်ကျမ်းစာအမြဲတမ်းတစ်ခုပြောပြထားတယ်တော့ဘုရားကိုအားကိုးတဲ့လူကဘာဖြစ်မလဲဆိုကြည့်အောင်နော်အငယ်9မှာထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူဘုရားကိုကိုးစားတဲ့ချစ်ကြတော့ထာဝရဘုရားကိုကိုယ့်အတွက်ကိုးစားစာမို့ဟိုဆရာကြီးအတွက်ဟိုနိုင်ငံအတွက်ဒီကနေ့ကျွန်တော်ဟိုတော့ကြွားတယ်ကိုရီးယားနိုင်ငံဘာဖြစ်တဲ့ညှို့တာမှုဖြစ်စစ်တောင်းဖွဲ့တော့ကျွန်တော်တိုင်းပြည်မှာကျွန်တော်ကိုးစားစရာအကြောင်းမရှိဘူးဘုရားကိုကိုယ့်အတွက်မကိုးစားတဲ့အခါမှာတခြားနိုင်ငံတွေပဲအစ္စရေးနိုင်ငံအစ္စရေးလူမျိုးတွေကတုတ်တဲ့သိပ္ပံပညာရှိတယ်ချမ်းသာတယ်ကျွန်တော်မသိဘူးဒါပေမဲ့ဂလာတိမှာ33မှာဆိုရင်အချိန်နဲ့အားလုံးကျော်ကြည်သွားပြီတဲ့အဲ့ဒီအပြင်ယေရှုခရစ်အားဖြင့်အာဗြဟံခါတဲ့ကောင်းကြီးတွေဆက်ပြီးတော့ရအောင်မယ်တဲ့အဲ့ဒီအပြင်တန်ရှင်သောဝိညာဉ်တော်ကိုလည်းရအောင်မယ်တဲ့ကြည်တော်မလားကောင်းတယ်ဘုရားကိုအားကိုးတတ်ရင်ကောင်းတဲ့အရာတွေသူများနိုင်ငံကြီးပြီးလိုက်ဖို့မဟုတ်တော့ဘူးကိုတိုင်းပြည်မှာကိုမိသားစုမှာကိုဘယ်လိုအသက်ရှင်မလဲစိတ်နှလုံးထဲမှာဘုရားကိုအားကိုးခြင်းနဲ့စိတ်တွေဖြစ်လာအဲ့ဒီခါကျရင်ဘာတွေဖြစ်လာမလဲဆိုရင်ထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူဒီကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူခံထိုက်တယ်ခံကိုခံရမယ်ခံအပ်တော်သူခံရမယ်ရုံမို့တော့ခံအပ်တော်သူဒါဒီနေ့ကောင်းကြီးမင်္ဂလာဘာကြောင့်မရလဲလို့မေးရင်ခဏကျွန်တော်တို့ကခုလူတွေကရတယ်ဒီလူတွေရတယ်ခုနိုင်ငံနဲ့ဖြစ်တယ်ကျွန်တော်ဘာလို့မဖြစ်တယ်လဲပတ်ဝန်းကျင်အပြစ်ပဲမြင်တယ်စစ်ဆေးရမှာကျွန်တော်ထာဝရဘုရားကိုကိုးစားရဖြစ်ပြီလားစိတ်ချကိုးစားလို့ရှိရင်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူခံကိုခံရမယ်လို့ဖြစ်တယ်ခဏကျွန်တော်တို့အာနေလို့ထင်တယ်ကျွန်တော်စစ်တောင်းညအာနေလို့များဘုရားခင်ဘာမပေးဘူးလားဒါပေမဲ့ကျွန်တော်တို့ဘုရားသခင်ဘယ်လိုဖျားမျိုးလဲဆိုတော့မသိတဲ့အခါမှာအဲ့ဒီလိုကျွန်တော်တို့ညီးတွားမယ်အားငယ်မယ်ဒါပေမဲ့ဟေရှာကတော့ဘယ်လိုပြောထားလဲဆိုရင်ထာဝရဘုရားသည်အစဉ်မြဲတည်တော်မူသောဘုရားသည်ဖြစ်ကြောင်းကို၎င်းမြေကြီးစွန်းတဲ့အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်းမောတော်မူခြင်းပင်ပန်းတော်မူခြင်းစိတ်မကုန်နိုင်သောဉာဏ်နှင့်ပြည့်စုံကြောင်းကို၎င်းတင်းသည်မတိမကြဘူးသလိုကျွန်တော်ဖျားသခင်ဟာအဲ့လိုဖျားဆက်ပြီးတော့ပြောလဲဆိုတော့ထိုဖျားသည်မောသောသူတို့အားခွန်အားကိုပေးတော်မူ၏နွမ်းနေသောသူတို့အားအစွမ်းတတ္တိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏အဲ့ဒီဖျားကအာနေတဲ့လူတွေပင်ပန်းပြီးတော့အာမရှိတဲ့လူတွေကိုခွန်အားကိုပေးတဲ့ဖျားအစွမ်းတတ္တိနှင့်ပြည့်စုံအောင်ပေးတဲ့ဘုရားဖြစ်တယ်လူမျိုးတို့သည်မော၍ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်လူလင်တို့သည်လည်းထိမိ၍လေကြလိမ့်မည်ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြေကြလိမ့်မည်ရွှေလင်းတကဲ့သို့မိမိအတောင်ကိုအတစ်ပြကြလိမ့်မည်ပြေးတော်လည်းမပင်မခရီးသွားသောအခါမမောရကြ
ဣသရေလလူမျိုးယောက်ျားရွက်6သိန်းတော့မိန်းမနဲ့ကလေးတွေပါရင်ပန်းကြော်ဒီလူစုကြီးကိုအဲ့ဂရုပြခေါ်ထုတ်လာတဲ့နေတဲ့ခေတ်စကနေ stress ပေါ်ပြင်မှန်းမှစိတ်ပြင်မှန်းစရာရှိမယ်ဒါမောရှိတဲ့ပြန်ကြီးအသက်120မှာကွယ်လွန်နေစားရောက်တယ်အသက်120မှာအာမရုံသေးဘူးတဲ့မျက်စိတော့မမှုန်သေးဘူးတဲ့ကြည်သားအဲ့ဒီဖယားမျိုးကိုကျွန်တော်ကိုးကွယ်ပြီးတော့အဲ့ဒီဖယားကောင်းကြီးမင်္ဂလာကြီးရှိရသားနဲ့ကျွန်တော်ဘာကြောင့်မရတယ်လဲဆိုကျွန်တော်တို့ကစိတ်နှလုံးထဲမှာစာလံကခုနတွေးဆောင်ထားလို့အခုတော့ဖယားတကယ်အားကိုးလာရင်ကူးစားလာရင်စိတ်ချကောင်းကြီးမင်္ဂလာရတယ်အပြင်ထို့သူသည်ရေရှိသောအရာနှင့်ဆက်၍မျက်နှာမှအမြင့်ဖြာသည်ဖြင့်ပူသောအရှင်ယောက်ျားကိုမသိအဲ့ဒီအပင်နဲ့သူနှိုင်းထားတယ်နော်ရေရှိသောအရာမှာစိုက်ပြုပြီးတော့အမြင့်ကဖြာပြီးတော့တခါတည်းအမြင့်ကခိုင်ဖြာပြီးတော့မှနီးပူချင်းပဲအပူယောက်ျားမသိရဘူးဘာကြောင့်အောက်မှာရေရှိနေတာကိုဒါဒီနေ့ကျွန်တော်တို့ဆွေးရင်ပူပန်ခြင်းရတယ်အဲ့ဒါတွေကကျွန်တော်တို့ဒုက္ခပေးတာယောဂဖြစ်စေတယ်စိတ်ဖိစီးမှုတွေဖြစ်လာတယ်ပူပန်မှုတွေဖြစ်လာတော့နှလုံးယောဂထိလာမယ်ဒါပေမဲ့ဘုရားခင်ကိုအားကိုးတဲ့လူကြတော့ခုနပြောတဲ့အမြင့်ဖြာပြီးတော့ပူတဲ့အရှင်ပူပင်မှုတွေတောကတွေဘာမှအရှင်ရောမသိဘူးတဲ့အဲ့ဒီပြင်အရွက်မညွန်းတော့စိတ်လန်းဆိုပြီးနေမယ်ညွန်းနှခြင်းမရှိတော့ဘူးမောတဲ့ခါမှာဘုရားခွန်အားပေးမယ်လူငယ်တွေမောပြီပဲအသက်ကြီးတဲ့ကောင်းသောအရာနဲ့ဘုရားရောက်စီပဲကျမ်းမာနေမယ်အဲ့ဒီအသက်တာမျိုးဘုရားခင်စိတ်လန်းဆိုပြီးမယ်အသက်ကြီးတဲ့အခါမှာတဲ့ဘုရားခင်ရဲ့အသင်းတော်ဟာအမြင့်ကြတဲ့လူတွေတိဆောက်တဲ့လူတွေကအသက်ကြီးတဲ့အချိန်မှာအတီးတီးအောင်မယ်တဲ့ဆာလ90နှစ်ကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်အငယ်7နှစ်ကနေထားရင်ဖြတ်မှတ်တော်သူသည်ခရစ်တော်ရဲ့အသွေးတော်အပြင်ဖြတ်မှတ်ချက်ရတဲ့ကျွန်တော်တို့သည်စွန်ပလင်မင်ကဲသို့ပွင့်လန်း၍လေဗနုန်တောင်ပေါ်မှာအာရပင်ကဲသို့ကြီးပွားလိမ့်မည်ဒီအာရပင်ဆိုတာဘုရားသခင်တစ်ပင်လို့ပြောတာနော်ဘုရားသခင်အားဖြင့်ကြီးပွားမယ်တဲ့ထာဝရဘုရားအိမ်တော်၌စိုက်ပျိုးသောသူတို့သည်ဒါကြောင့်အသင်းတော်ကိုကျွန်မစွန့်တော့ပါနဲ့ထာဝရဘုရားအိမ်တော်ဆိုအသင်းတော်ကိုပြောခြင်းဖြစ်တယ်အသင်းတော်မှာစိုက်ပျိုးတဲ့လူတွေကငါတို့ဘုရားသခင်ဤတတိုင်းတော်တွင်၌ပွင့်လန်းကြလိမ့်မည်အသင်းတော်မှာအမြင့်တည်ရင်အဲ့ဒီမှာပွင့်လန်းမယ်တဲ့အသက်ကြီးသောကာလတွင်ပင်အတီးကိုတီး၍ကျွယ်ဝစိမ့်လန်းကြလိမ့်မည်အသက်ကြီးတဲ့အခါမှာလည်းအတီးတီးမယ်ကျွယ်ဝပြီးစိမ့်လန်းမယ်အပင်ကလည်းအရွက်နဲ့ပြည့်ပြီးတော့စိမ့်လန်းနေမယ်ထို့သောအားဖြင့်ငါဤကြောက်အဲ့လိုဖြစ်ခြင်းအပြင်ကျွန်တော်တို့ကြောက်ထာဝရဘုရားသည်ဖြတ်မှတ်တော်မူ၍ဘုရားမှန်တယ်ဘုရားဖြတ်မှတ်တယ်ဆိုတာမတရားသောအမှုနဲ့ကင်းလွတ်တော်မူသည်ဟုထင်ရှားလိမ့်မယ်ဘုရားခင်ဘာကြောင့်မတရားမလုပ်ဘူးဒါကြောင့်ကျွန်တော်စိတ်ထဲမှာတကယ်ပဲဘုရားခင်ကိုအားကိုးရင်ရေရှိရဲ့အထဲမှာစိုက်မယ်မြစ်တွေဖြားမယ်အပူရှင်ရောက်ကြောင်းကိုမသိရဘူးအရွက်မညွန်းဘူးမိုးခေါင်သောကာလ၌ပင်ဆွေးရင်စရာမရှိပဲအစဉ်အမြဲအတီးကိုတည်တတ်သောအပင်နဲ့တူတယ်မိုးခေါင်ရင်မှဒီအပင်ကအမြင့်တွေဖြားနေသောကြောင့်ရေကိုရပြီးတော့မိုးခေါင်တဲ့အချိန်မှာမှအတီးကိုအစဉ်အမြဲအတီးကိုတည်တဲ့အပင်ကလေးဖြစ်မယ်အသက်ကြီးစဉ်စံကြီးရစ်ကိုရအဖေကစံကနေအထိဖျားခင်ဝိညာဉ်တလုံးပေးပါအောင်ဝိညာဉ်တလုံးပေးပါအောင်နော်သူ့တက်တာမှာဒါပဲစဉ်းစားတယ်တချို့တေဂာနီးစီဥစ္စာဟိုရောက်ဒီရောက်ဒါသမီးပူပါအခုဖြစ်နေသူကဖျားခင်ဝိညာဉ်တလုံးထပ်ပေးပါအောင်သူဘာပဲစဉ်းစားလဲကောင်းကင်နဲ့ဆိုင်တဲ့ဘန္နာဝဲစုကိုစဉ်းစားနေတယ်အဲ့ဒီလိုအသက်တာမျိုးရရှိဖို့ဆိုရင်ခုနပြောလောကနဲ့ဆိုင်တဲ့ရုပ်ပိုင်းဆိုင်ရာစိမ့်လန်းခြင်းစုပြခြင်းအသီးသီးခြင်းအပြင်ခရိယန်တက်တာမှာစိတ်တလုံးကအရေးကြီးကြောင်းတခင်ရှိအမြဲတမ်းပြောပါတယ်ဘယင်ရွေးတဲ့အခါမှာရှင်မွေးလာတော့တခင်မှားပြီးတော့ဒါဝိရဲ့အကိုတွေကထွန်းထွန်းချင်းချင်းထနာမမောင်စစ်သားတွေဆိုတော့သူတို့ကိုရွေးဖို့သွားတော့ဗိသိပြီဆိုတော့ဘုရားကတော့မပေးနေဦးနဲ့ငါအပြင်လက္ခဏာမကြည့်ဘူးတဲ့ငါစိတ်လုံးကြည့်တဲ့ဘုရားဖြစ်တယ်အဲ့ဒီဘုရားကကျွန်တော်တို့လောကမှာအသက်ရှင်စီဘာကောင်းကြီးပေးခြင်းလဲဆိုရင်ရှင်ရောဩဝါဒစာတတ္တရာဆောင်
ခန်းကြီး1ငယ်2မှာဒါဖျားသခင်ကျွန်တော်အဆုံးတောင်ချက်တဲ့ဆိုတဲ့ကမှာကျွန်တော်ကိုခေါ်တာကမှအချင်းချင်းတမန်တော်ရဲ့အချင်းချစ်သူတဲ့ကျွန်တော်ဇနီးတွေက in-law ရှိပါ son-in-law ရှိ daughter-in-law ရှိသူတို့ခေါ်တယ်လား son in love daughter in love နော်ဖျားသခင်ရဲ့မေတ္တာရတဲ့ယောဟန်အချင်းချစ်သူတဲ့ကျွန်တော်တို့သင်ဤစိတ်နှလုံးတည်ကောင်းစားတဲ့ကဲ့သို့စိတ်နှလုံးကောင်းစားရဲဆိုတာကိုအားကိုးတယ်လူကိုအားကိုးတယ်မင်းကိုအားကိုးတာမဟုတ်ဘူးနော်စိတ်နှလုံးကောင်းစားတယ်ဆိုဘူးအားကိုးတာလေဖခင်ကိုအားကိုးတယ်ဖခင်ကိုကိုးစားတယ်ဖခင်ကဲ့သို့စိတ်နှလုံးရတယ်ဒါဝိဒ်ဘုရင်တို့ဖခင်နှလုံးတော်နဲ့ညီညွတ်တော်သူဖြစ်တယ်တင်းစိတ်နှလုံးကောင်းစားတဲ့ကဲ့သို့စိတ်ထားကောင်းရင်တဲ့ဖခင်ရဲ့စိတ်ထားမျိုးရှိရင်ပြောတာတင်းဒီအရာရာတိုင်းကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမယ်ယောဟန်ဆုတောင်းပေးနေတယ်ဒါကြောင့်ယောဟန်ကရွှေရည်ငွေတွေကျမ်းမာခြင်းရဘာမှမတူမတောင်းဘူးစိတ်ထားကောင်းရင်ခုနအလိုလိုဒါတွေပြည့်စုံတယ်ဒါဖျားသခင်ကျွန်တော်တို့လေးမှန်ရင်တဲ့ယေရှုနဲ့ကြည့်နေတော့တစ်သက်လုံးခံစားရမှာအဲ့ဒီနောက်ကိုလိုက်နေဖို့မဟုတ်ဘူးကျွန်တော်ရှားမှာနေကနည်းနည်းဖြတ်မှချင်ပဲရှားပဲအဲ့ဒီနောက်ပဲလိုက်ရှာနေရင်တော့လိုက်လေဝေးလေလိုက်လေဝေးလေမပြည့်စုံလေဖြစ်မှာပဲဒါတခင်ဖျားကဲတော့ငါဆုံးလမင်းနဲ့ဆုံးနေကြပါဟာဖြတ်မလို့ဖြတ်မကြပါငါတန့်ရှင်းကြပါအဲ့လိုဆိုလို့ရှိရင်ကျွန်တော်အသက်တာမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းမင်္ဂလာဆိုတာကတသေးလုံးကျေးဇူးနဲ့ကိနာတော်ကိုခံစားရပါလိမ့်မယ်ထိုကဲ့သို့ဖြစ်ဖို့ရထာဝရဘုရားကိုကြောက်ရွံ့တတ်တဲ့ပညာအားကိုတတ်တဲ့ပညာမိခိုတတ်တဲ့ပညာလိုပါတယ်အဲ့ဒါကိုလည်းဗမာရနေလေကျွန်တော်စိတ်နှလုံးထဲမှာပဲဘုရားခင်ထည့်ပေးနိုင်တယ်ဆာလဆရာကဒါကိုသိတဲ့အခါမှာသူ့တက်တာဘယင်ဖြစ်ပါတယ်ရွှေငွေတွေများလိုက်တာဗိမာန်တော်လှူတော်လည်းမဟိုနေရမို့ကျကာလတမှုနဲ့တွေ့ကြည့်အခုခေတ်နေစီတလောက်အများကြီးလှူနေတာမှအဲ့ဒီပုံမှာသူအာမကိုဘူးသူနှလုံးသားထဲမှာပညာကိုတောင်းတဲ့အခါမှာသူ့သားလည်းအလားတူဆန္ဒရှိသွားတာကျွန်တော်တွေ့ရတယ်50ခုမြောက်သောဆာလာအငယ်6ကိုဖတ်ကြည့်50ခုမြောက်သောဆာလာအငယ်6ဟုတ်မှဖြတ်မှတ်သောစိတ်နှလုံးကိုနှစ်သက်တော်မူသည်ဖြစ်၍ဘုရားရှင်လူချင်တာပါလေဟုတ်မှဖြတ်မှတ်တဲ့စိတ်နှလုံးကိုလူချင်တယ်အဲ့ဒီစိတ်နှလုံးရှိရင်အရာမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းမင်္ဂလာရှိမယ်ဟုတ်မှဖြတ်မှတ်သောစိတ်နှလုံးကိုနှစ်သက်တော်မူသည်ဖြစ်၍ကျွန်ုပ်ဤစိတ်နှလုံးထဲမှာပညာကိုသွန်သင်တော်မူပါစိတ်ထဲမှာပညာဆိုတော့ထာဝရဘုရားကိုကြောက်ရွံ့တဲ့ဒုစရိုက်ကိုရှောင်တာပညာဘုရားကိုအားကိုးတယ်ဘုရားကိုအမိပြုတာပညာလူတွေကလူကိုအမိပြုမယ်လောကကြီးအမိပြုမယ်ကိုယ့်ကိုအမိပြုမယ်ဆိုရင်တော့အဲ့ဒါပညာမဲ့ခြင်းဖြစ်တယ်ဒါကြောင့်ရှင်မသက်ခုနှစ်ကဒါကိုပြောတာပေါ့မုန်တိုင်းဘလောက်လာရေဘလောက်စီလီဘလောက်တိုက်ပညာရှိတဲ့လူကခရစ်တော်ဆိုတဲ့ကြောက်ပေါ်မှာတည်တယ်မပြိုလဲတော့ဘူးပညာမေ့တဲ့လူကတော့ခုနအပေါ်မှာတည်တဲ့အခါမှာပြိုလဲသွားလိမ့်မယ်ဒါဒီနေ့ကျွန်တော်တို့နှုတ်ကိုယ်တော်ဆင်ခြင်တဲ့အခါမှာဘာကြောင့်ကျွန်တော်တက်တာမှာအရာနဲ့ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းနဲ့မရှိတဲ့လေပူပန်စရာတွေဖြစ်လာတဲ့အခါမှာမပူပန်မင်းနဲ့ဘာကြောင့်အေးဆေးနေနိုင်တယ်လဲအဖေကတော့ဖះကိုကိုးစားတယ်ဖះကိုခိုးလုံးတယ်မိမိကိုးစားအကြောင်းဖြစ်စေတဲ့လူကမင်္ဂလာနဲ့ပြည့်စုံတယ်စသဖြင့်မင်္ဂလာလာပြီအေးဖះကိုအာမကိုဘူးဖះကိုမခိုးလုံးဘူးစိတ်နှလုံးထဲကနေထာဝရဘုရားထံကလွဲသွားပြီဆိုတတိထားတော့ကိုယ့်ရဲ့ဥစ္စာပေါ်မှာကိုယ့်ရဲ့ပညာပေါ်မှာကိုယ့်ရဲ့ကြော်ကြားမှုပေါ်မှာကိုယ့်ရဲ့အတိုင်းဝိုင်းပေါ်မှာစိတ်လွဲသွားရင်စိတ်ချ6တွေ့တဲ့ဘဝမှာကြာခင်ရောက်လာလိမ့်မယ်ခရိယန်တက်တာမှာထိုကဲ့သို့အသက်ရှင်သွားရင်ကြောက်ကြအချင်းချစ်သူတင်းရဲ့စိတ်နှလုံးကောင်းစားသူဒီအရာမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းမင်္ဂလာရှိဖို့ဘုရားခင်ကောင်းကြီးပေးပါစေလို့ဆုတောင်းပေးလာမယ်ဓမ္မမွေစမွေအောင်မရောယာတုတိုးဖို့ငွေကြီးချမ်းသာဖို့ထိတ်တန့်ရောက်ဖို့ဒါပဲကျွန်တော်လောကအရာလေးဆုတောင်းမယ်တကယ်အရေးကြီးတဲ့ခီးကိုမေ့တယ်စိတ်ထားကောင်းရင်
ခဏပြီးတော့ဘုရားသခင်ရဲ့အာကိုရှင်တဲ့စိတ်ရှိရင်စိတ်နှလုံးထဲမှာဘုရားသခင်ဟာနှစ်သက်တော်မူတဲ့စိတ်နှလုံးဖြစ်ဖို့ပညာကိုတုံ့တင်ဖို့ဆုတောင်းရင်စိတ်ချအရာရာမှာကောင်းစားခြင်းနဲ့ကြားမှာခြင်းမင်္ဂလာဆိုတာကျွန်တော်အသက်တာမှာမြည်ကြီးလက်ခံမလွယ်ပြည့်စုံပါလိမ့်မယ်ထိုကဲ့သို့အသက်တာမျိုးရရှိအောင်နှုတ်ကပတ်တော်ကိုကြားပြီးပြီခင်ဖျားကနှုတ်ကပတ်တရားတော်ကိုနားထောင်၍ကျင့်ကြံလက်လျှောက်တော်သူသည်မြတ်စွာသောမင်္ဂလာနဲ့ပြည့်စုံမယ်ဆိုတဲ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့ဒီနေ့ကြားတဲ့နှုတ်ကပတ်တော်ပေါ်မှာအသက်ရှင်လှုပ်ရှားခြင်းလိုက်လျှောက်ခြင်းအဖြစ်မြတ်စွာသောမင်္ဂလာနဲ့ပြည့်စုံအောင်ဘုရားသခင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်မြတ်စွာသောဘုရားသခင်ကြားနာတဲ့နှုတ်ကပတ်တော်ပေါ်မှာယုံကြည်ခြင်းဖြင့်လိုက်လျှောက်ခြင်းအဖြစ်အသီးသီးတို့သည်အကျိုးကျေးဇူးကိုခံစားရပါမည်အကြောင်းဒီတင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမနဲ့ယိုသည်စွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်အတူတကွဆုတောင်းဆက်ကအနံ့ကြပါれဖခင်အာမင်